ထားလိုက်မယ်ဆရာဆက်ပြီးတော့သွားပါမယ်နော်အဲ့တော့ဟုတ်ပြီ paper reading လုပ်တဲ့အခါမှာအရေးကြီးတဲ့အချက်၃ချက်ရှိတယ်တစ်ကဘာလဲဆို select a high quality journal paper နော် high quality journal paper ကိုဖတ်ပါဖြစ်နိုင် journal paper ကိုဖတ်ပါဒါပေမဲ့ journal paper ထက်တစ်ခါလေးမှာ conference paper တွေဖတ်ပါဘာဖြစ်လို့လဲဆိုတော့ conference paper တွေကသူတို့ idea တခုရလာရင်အဲ့ idea ကိုတွားပြီးတော့သူက implement လုပ်ပြတယ်နော်ပြည့်ပြည့်စုံစုံ journal မှာလုပ်တယ်တနည်းအားဖြင့်ပြောရင်ဒီ field ထဲမှာလက်ဦးမှုရယူထားလိုက်တယ်နော်နောက်ထပ် journal ထွက်ဖို့ကြတော့ publication ကတစ်နှစ်လောက်ကြာတယ်တခါလေးဆို2နှစ်လောက်ကြာတာဖြစ်တဲ့အတွက်မထွက်နိုင်တော့သူကလက်ဦးမှုရယူတဲ့အနေနဲ့ဒါတနည်းအားဖြင့်ပြောရင် idea ကိုဘာလုပ်ထားလဲဆို register လုပ်ထားလိုက်တာဒါတော့ high quality paper ဆိုတာကဒီဘက်မှာဆို Elsevier တို့ဟလာဒီမှာSpringer တို့ IEEE လို့ paper တွေဖတ်ပါမဟုတ်တဲ့ paper တွေဖတ်ရင်တစ်ချက်ကအချိန်ကုန်တယ်နှစ်ချက်က idea တွေကလည်းဘာမှမရနိုင်ဘူးသုံးချက်ကအဲ့အလွဲမှားတွေကိုဖတ်ပြီးတော့ကိုကလွယ်လွယ်မှားမှားတွေရှောက်လုပ်မိတယ်ဆိုရင် research က quality ရှိတဲ့ research ဖြစ်လာမှာမဟုတ်ဘူးเนาะနောက်နှစ်ချက်ကတော့အကုန်လုံးကိုနားလည်ရမှာလားဖတ်လိုက်တာနဲ့အကုန်လုံးနားလည်စရာမလိုပါဘူးဥပမာတစ်ချက်ကတော့ဘာလဲဆိုလို့ရှိရင်ကိုကဟလာ skimming လုပ်ရမယ်ဖတ်လိုက်မယ်ပြီး scanning လုပ်ရမယ်အဲ့တော့ skimming and scanning ကိုကောင်းကောင်းလုပ်တဲ့နောက် paper တစ်စောင်ဖတ်လိုက်တာနဲ့ဘယ်အပိုင်းတွေကိုစဖတ်မလဲเนาะဒီမှာ skimming လုပ်မယ်ဆိုလို့ရှိရင် abstract ကိုရင်ဖတ်မှာပေါ့ abstract ဒီ summary ပဲเนาะဒီ paper ကြီးတစ်ခုလုံးရဲ့ summary ပဲဒါကြောင့် abstract လေးကိုရင်ဖတ်မယ်နောက်ဖတ်ပြီးတဲ့အခါကျဘာဆက်လုပ်မလဲအဲ့ abstract ထဲမှာဘာတွေပါတယ်အချက်လက်တွေကိုဆွဲထုတ်တတ်ရမယ်ပြီးရင် scanning လုပ်မယ်ဆိုရင်ခါဟိုးအနောက်မှာအထိရောက်တဲ့အထိအသေးစိတ်လိုက်ပြီးတော့ဖတ်မယ်เนาะနောက်တစ်ခါ skimming လုပ်မယ်ဘယ်နားတွေလုပ်မလဲဆိုတော့ result အပိုင်းတွေကသူ့ result တွေကဟုတ်ရဲ့လားသူ့ရဲ့ method တွေကဟုတ်ရဲ့လားเนาะသူ့ reference တွေကဟုတ်ရဲ့လားဒါမျိုးတစ်ချက်ကြည့်ရတယ်နော် skimming လုပ်ရတယ်အပေါ်ရန်ရှက်ပြီးတော့ကြည့်လိုက်ပြီးရင် scanning လုပ်မယ်အသေးစိတ်လိုက်ဖတ်ဇလုံးချင်းစီအဲ့မှာဆရာတို့ကအင်္ဂလိပ်စာတွေနဲ့ရေးထားတာဖြစ်တဲ့အတွက်အားလုံးကို total translation မလုပ်ပါနဲ့ total translation လုပ်ရင်တော့ paper တစ်စောင်ဖတ်ရင်တစ်လလောက်ကြာသွားမယ်နော်အဲ့တော့ဆရာတို့ကအင်္ဂလိပ်စာအရေးသားတွေပါတယ်အကုန်လုံး total translation မလုပ်ဘဲနဲ့ကိုနားလည်မှုစွမ်းအားကိုပဲအရင်ဆုံးမြင့်တင်ပါအဲ့တော့ဘာလုပ်ရမလဲဆိုတော့ skimming လုပ်ရမယ် scanning လုပ်ရမယ်ပြီးရင် write down the points အချက်လက်တွေချရေးရမယ်နော်ဘယ်လိုအချက်လက်တွေချရေးမလဲဆရာဒီမှာပြခဲ့တယ်ဒီအချက်လက်တွေကိုချရေးရမယ်ဟုတ်လား title လေးရေးမယ်ပြီးရင် problem statement ဘာလဲpropose method ကဘာလဲ evaluation ဘယ်လိုလုပ်ထားလဲ achievement တွေဘယ်လိုလုပ်ထားလဲသူ့ရဲ့ future work ကဘာတွေလုပ်မယ်လို့ပြောထားလဲဘာလို့ future work ကိုလိုက်ဖတ်ခိုင်းလဲဆိုတော့အဲ့ဒီ future work ကစဉ်းစားရမှာကတခါတလေမှာကိုယ့်အတွက်ဖြစ်လာနိုင်တယ်တခါလေ तू ကမလုပ်ထားဘူးဒီလောက်နဲ့ကိုကလုပ်ရတာမျိုးဖြစ်လာတယ်ဒါပေမဲ့တခါလေကြောက်လဲ तू လုပ်ထားပြီးသားဟာကိုနောက်ထပ် paper တစ်ခုကိုဆွဲခေါ်ခြင်းလို့ဒါမျှထားတာလည်းဖြစ်နိုင်တယ်တခါလေမှာ तू က reviewer ကို comment ကိုရှောင်ခြင်းလို့မလို့အထက်မှာ तू မလုပ်နိုင်သေးတဲ့ဟာတွေခက်ခဲတဲ့ဟာတွေကို तू ကနေပြီးတော့ဟလာ future work မှာလုပ်ပါမယ်ဆိုပြီးတော့ပြောထားတာမျိုးတွေလည်းဖြစ်တတ်တယ်ဒါကြောင့် future work ကိုဖတ်တဲ့အခါမှာလည်းသေချာသုံးသပ်ဖို့လိုတယ်ပြီးရင်တော့ relation to your new finding or future work research work ဆိုကိုလုံးမဲ့ဟာနဲ့ဒီဖတ်ပြီးတဲ့ paper နဲ့ကိုချိတ်ဆက်ပြီးတော့ငါကလုံးမဲ့ research နဲ့ဘယ်လိုဆက်ဆက်မှုရှိတယ် तू ကဒီလိုစဉ်းစားရင်ကိုကဘယ်လိုစဉ်းစားမလဲဆိုတဲ့အပိုင်းလေးတွေကိုပြန်ပြီးတော့တွေးရမှာဖြစ်ပါတယ်เนาะ